OK ခုနထင်နားလည်မယ်နော်好နောက်တစ်ခုပါရှိအောင်မလဲသူမားတဲ့ဟာတော်တော်များများအဲ့လိုမျိုးလေးတွေကြီးပဲပေါ့နော်အဲ့ဒါကိုမှနားမလည်သေးဘူးဆိုတော့ရှုပ်ပြန်လာမေးလို့ရတယ်နော်对နောက်တစ်ယောက်လည်းအဲ့လိုပဲသူကလည်းအဲ့လိုလေးပဲမှားတာကျန်တဲ့ဟာမှန်တယ်ပေါ့နော်好နောက်တစ်ခု法国လာရှင်းပြ法国ရဲ့ရှေ့မှာလာရှင်းတို့ကဟိုတယောက်သွား法国ရဲ့ရှေ့မှာအဆက်ကလေးစမ်းတန်ရွှေအဆက်ကလေး30ရှိရမယ်ပေါ့နော်ဒီဆက်ကလေး30ကိုလည်းဆိုတော့စမ်းတန်ရွှေလို့ခေါ်တယ်သူကလည်းဒီအဆက်ကလေးတွေပါရင်ရေနဲ့ပတ်သက်တဲ့ဟာလေးတွေဘာလေးတွေဆိုပြီးတော့လည်းဆိုတော့သိလို့ရတယ်ပေါ့နော်ဒီနေရာမှာ法国ကတော့ရေနဲ့မဆိုင်ဘူးပေါ့နော်ဆိုတော့ထားပါတော့ဆိုတော့ဒီမှာဆိုရင်အဆက်ကလေးက30ဖြစ်ရမယ်တချို့လည်းရှိကိုအင်စာထက်လာ20ပဲဖြစ်နေရပေါ့နော်အဆက်ကလေး20ပဲဖြစ်နေဆိုတော့အဲ့ဒီကဟာလေးတွေသတိပြုရမှာပေါ့နော်အဆက်ကလေးတစ်ဆက်ကြလိုက်တာနဲ့လောက်ရှိတို့ကအတိတ်ပဲနောက်တစ်ခုပြောင်းသွားတယ်တရုတ်စာရဲ့ handle လေးတွေအဲ့လိုမျိုးအရေးပါတယ်ပေါ့နော်โอเคနာဒီထိရမလားဒါကြာနားလည်မလားဟုတ်နားလည်ပါတယ်好那အဲ့ဒါဆိုရင်လောက်ရှိသွားရအောင်ဒီနေ့第4课ပေါ့နော် lesson 4လောက်ရှိ lesson 4ကိုသွားကြမယ် lesson 3ထိရလောက်ရှိအကုန်လုံးရသွားပြီပေါ့နော်လုပ်ပြီးသွားပြီဆိုတော့ခဏနေရင်ကိုရဲဖောင်နဲ့lesson 3ကမေကွန်လေးနည်းနည်းဖြည့်မယ်ပေါ့နော်ဆိုတော့လောလောဆယ်လောက်ရှိစာအရင်တင်လိုက်မယ် lesson 4ရဲ့ခေါင်းစဉ်လေးကလောက်ရှိ我有2个孩子我有2个孩子ဒီသင်ခန်းစာမှာလို့ဆိုအဓိကသင်ရမယ်ဟာက有ဆိုတဲ့ဟာလေးပေါ့နော်有ရှိသည်ဆိုတဲ့ဟာလေး有我有2个孩子ငါမှာတား2ယောက်ရှိတယ်ဥပမာငါမှာကလေး2ယောက်ရှိရပေါ့နော်孩子ကိုတော့လို့ဆိုတားလို့တော့မပြောဘူးပေါ့နော်ကလေးလို့ပြောမယ်我有2个孩子ငါမှာကလေး2ယောက်ရှိတယ်တဲ့ခေါင်းစဉ်က Okay 那အဲ့ဒါဆိုရင်လို့ဆိုအောက်ကသင်ခန်းစာလေးတော့ကြည့်အောင်ဆိုတော့ဒီမှာ warm up လေးလောက်ရှိဒီ warm up လေးကိုတွေးလိုက်လို့ပေါ့နော်။အော်ငါ warm up လုပ်ရမယ်ဆိုပြီးလုပ်တာ။ Okay 那အဲ့ဒါဆိုလို့ရှိရှမ်းစာလေးတွေအရင်ကြည့်အောင်ရှမ်းစာ第一有ကကြတော့လဲဆိုတော့ရှိသည်လို့ပြောတာပေါ့နော်ရှိသည်有ရှိသည်လို့ရှိမရှိဘူးဆိုရင်ကြတော့没有ဆိုပြီးတော့ညင်းမယ်ပေါ့နော်有ကိုလည်းဆိုညင်းရင်ကြတော့没နဲ့ညင်းမယ်没有နော်没有မရှိဘူးနော်有ရှိသည်没有မရှိဘူးဒါမျိုးပြောရနော်နောက်တစ်ခု多少多ဆိုတာကများတော့少ဆိုတာကနည်းတော့ဒါဆိုနှစ်ခုကိုအဲ့လိုမျိုးခွဲပြီးတော့ဘာသာပြန်လို့ရတယ်ပေါ့နော်多များတော့少နည်းတော့ဒါပေမဲ့多少နှစ်ခုပေါင်းလိုက်တဲ့ခါကျတော့ဘလောက်လဲဆိုတော့မေကွန်စကလုံးဖြစ်တယ်။အော်这个多少ဒီကဘလောက်လဲ那个多少အဲ့ဒါဘလောက်လဲ这个衣服多少钱ဒီဟာကဘလောက်လဲဒီအင်ကြီးကဘလောက်လဲပေါ့နော်这个手机多少钱ဒီဖုန်းကဘလောက်လဲဒါမျိုးလေးလာဆို多少မေးလို့ရတယ်ပေါ့နော်နောက်တစ်ခုကကကကြတော့ measure watt ကိုပြောရတယ်ဆိုတိုင်းတာတဲ့စကားလုံးတိုင်းတာတဲ့ unit ကလေး measure watt တွေဘယ်နေရာတွေမှာဘယ်လိုတိုင်းတာလဲဆိုတော့ဆိုမြန်မာမှာဆိုရင်ဥပမာပေတန်းဆိုရင်တစ်ချောင်းနှစ်ချောင်းဘောပင်တစ်ချောင်းနှစ်ချောင်းစာအုပ်ဆိုရင်တအုပ်နှစ်အုပ်ဒါမျိုးတွေတိုင်းတာရပေါ့နော်တအုပ်နှစ်အုပ်သုံးအုပ်လေးအုပ်ဆိုပြီးတော့ပြောတယ်နောက်ခုနဘောပင်ဆိုရင်တစ်ချောင်းနှစ်ချောင်းသုံးချောင်းချောင်းဆိုပြီးတော့ပြောတယ်လူဆိုရင်တစ်ယောက်နှစ်ယောက်သုံးယောက်ယောက်ဆိုပြီးတော့ပြောရပေါ့နော်အဲ့တော့ဒီကက်ကိုလာဆိုတော့အခြေခံအကြဆုံး measure watt လို့သိလို့ရတယ်ဒါဆိုတရုတ်မှာဥပမာပေါ့နော်အင်ကြီးဆိုရင်ကြံ့နဲ့သုံးတယ်这件衣服ဥပမာ一件衣服ဆိုရင်အင်ကြီးတစ်ထည်两件衣服အင်ကြီးနှစ်ထည်ဒါရှိတော့အဲ့လိုမျိုးကြံ့ဆိုပြီးတော့အဲ့ဒီက unit သူ့ရဲ့ measure watt ကိုမသိသေးဘူးဆိုရင်ကက်နဲ့ပြောလိုက်လို့ရတယ်一个衣服အင်ကြီးတစ်ထည်两个衣服အင်ကြီးနှစ်ထည်一个人လူတစ်ယောက်两个人လူ2ယောက်ဒါမျိုးလေးကဲကိုအခြေခံအကြဆုံး basic measure watt လေးအနေနဲ့သုံးလိုက်လို့ရတယ်ပေါ့နော်ကိုကသူ့ရဲ့ unit
ကိုပြောချင်တဲ့ပစ္စည်းတစ်ခုခုရဲ့ unit ကိုသိမနေဘူးဆိုရင်လာရှိတော့ဒီကတ်လေးနဲ့သုံးလိုက်လို့ရတယ်နော်နားလည်လားနားလည်ပါတယ်好那来说来说这多呀 OK 那有没有老师မနက်ဖြန်ကျတော့ grammar တီးတန့်တင်ပေးမယ်ပေါ့နော်ဒီနေ့ကတော့老师ရှမ်းစစ်လေးအရင်သွားမယ်对了这个သူ့မှာဒီသင်ခန်းစာမှာလို့ဆိုတစ်ကနေပြီးတော့69အထိရေးတယ်69မဟုတ်100 200အထိလည်းပါတယ်ပေါ့နော်ဆိုတော့အဲ့ဒီကသင်ခန်းစာလည်းပါတယ်လို့ဆိုတော့ဒီနေ့ကတော့လောလောဆယ်ရှမ်းစစ်သေးပဲအရင်သွားမယ်မနေ့ပြန်ကြရင်ဒီဟာလေးသွားမှာပေါ့နော်โอเค哦好，第四，老师第四题没？哥哥，老师底下第白喏，哥哥ကအကို哥哥အကိုနောက်တစ်ခုနကကြတော့ question စကားလုံးဒီသင်ခန်းစာမှာတော့သူ့ကိုဘာအနေနဲ့သုံးထားလဲဆိုတော့ question စကားလုံးပေါ့နော်ဥပမာ我有一个妹妹ငါမှညီမလေးတစ်ယောက်ရှိတယ်你呢你哟老师မြန်မာမှာဆို你哟သူရောသူရောသူပဲသွားလဲ老师သူရောဆိုရင်မေးခွန်းစကားလုံးလေနော်မြန်မာမှာဆိုလဲလေဟဲ့သူပဲမှာလဲလို့မမေးတော့ဘဲနဲ့သူရောငါရောဒါမျိုးလေးပြောရလေရောဆိုတဲ့စကားလုံးလေးအဲ့လိုပဲသူတို့ရဲ့အာမီရိတ်အတန်လေးပေါ့နော်ပြောရမယ်ဆိုတရုတ်စာရဲ့အာမီရိတ်အတန်လေးနဒါပေမဲ့ဒီသင်ခန်းစာမှာ question အနေနဲ့သုံးထားတယ်你呢你ရောငါတော့အဆင်ပြေတယ်你呢你ရောအဆင်ပြေလားဒါမျိုးလေးပေါ့နော်你ရောအဆင်ပြေလားဆိုပြီးတော့ဆိုတော့တချောင်းကြီးမမေးလိုက်တော့ဘဲနဲ့တချောင်းလုံးကြီးမမေးလိုက်တော့ဘဲနဲ့你呢他呢သူရော你呢你ရောဒါမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးမှာသုံးတယ်နောက်ကနောက်တစ်ခု question မဟုတ်ဘဲနဲ့လားရှိတို့ကအာမေဒိတ်စကားလုံးအလေးနဲ့လဲသုံးလို့ရတယ်ပေါ့နော်စာကြောင်းတစ်ကြောင်းရဲ့နောက်ဆုံးမှာအာမေဒိတ်စကားလုံးလေးအနေနဲ့လဲသုံးလို့ရတယ်ဥပမာဘယ်လိုပြောမလဲဟောင်းလန်နာဆိုတာအေးလိုက်တာဒါမျိုးပေါ့နော်ကိုယ်တခုခုပြောရင်太热呢今天太热呢ဒီနေ့ပူလိုက်တာဒါမျိုးပေါ့နော်နောက်ဆုံးမှာအာမေရိတ်စကားလုံးအနေနဲ့လည်းသုံးတယ်ပေါ့နော်โอเคဒီကတော့ထိုင်ဝမ်မှာဆိုအရန်အသုံးများတယ်ဒီနော်လေးကလေနီနာဒါမျိုးလေးအရန်အသုံးများရပေါ့နော်နောက်တစ်ခုအာမေရိတ်နေရာလေးမှာလည်းအရန်ကိုအသုံးများတယ်ဒီနော်လေးကဒါကတော့လာရှိများများသုံးရင်တိလာမှာပေါ့နော်နောက်ပိုင်းနေလည်းတိလာမှာโอเคလောလောဆယ်လာရှိကိုအဲ့ဒီနှစ်ခုလေးမှတ်ထားပေးလို့ရတယ်နော်နောက်တစ်ခုတိလျော့ဒီမှာလည်းပါတယ်没有ဆိုရင်မရှိဘူးပေါ့နော်有ဆိုရင်လာရှိရှိတယ်没有ဆိုရင်မရှိဘူးနောက်တစ်ခုရှိတယ်လာရှိ有没有ရှိလားမရှိဘူးလားဆိုရင်မေးခွန်းလေးဖြစ်သွားတယ်။ဒါဆိုအပေါ်သင်ခန်းစာတော့တင်ခဲ့တယ်ရှစ်ဆိုတာဖြစ်သည်不是ဆိုတာမဟုတ်ဘူးမဖြစ်ဘူးဆိုပြီးတော့အငင်းလေးအဲ့လိုမျိုးတင်ခဲ့တယ်။ရှစ်ဘူးရှစ်ဟုတ်လားမဟုတ်ဘူးလားဒါမျိုးမေးခွန်းလေးပေါ့နော်။မေးခွန်းလေးသုံးခဲ့တယ်။ဒါဆိုရှစ်ဘူးရှစ်နဲ့မေးမယ်ဆိုရင်နောက်ဆုံးမှာ question မှတ်ထည့်ရတယ်။မှားထည့်စရာမလိုဘူးဒါမျိုးတင်ခဲ့တယ်။ Okay အဲ့လိုပုံစံမဲ့ဒီ有没有မှာလဲ有没有ဆိုရင်ရှိလားမရှိဘူးလား你有没有妹妹နင်မှာညီမလေးရှိလားမရှိဘူးလား你有没有哥哥နင်မှာအကိုရှိလားမရှိဘူးလားဒါမျိုးမေးခွန်းစကားလုံးဖြစ်သွားရပေါ့နော်有没有ဆိုရင်ဆိုတော့မေးခွန်းစကားလုံးဖြစ်တဲ့အတွက်လာရှိတော့နောက်ဆုံးမှာ question mark ထည့်ရမယ်ပြီးရင်မှားထည့်စရာမလိုတော့ဘူး有没有နဲ့မေးခွန်းစကားလုံးမေးခွန်းစာကြောင်းတစ်ခုဖြစ်သွားရပေါ့နော်အဲ့လိုပဲရှစ်ဘူးရှစ်နဲ့လည်းမေးခွန်းစာကြောင်းဖြစ်သွားတယ်โอเคနားလည်မယ်နော်နောက်တစ်ခုတိချီကကြတော့ဂျာကကြတော့အိမ်လို့လည်းပြောလို့ရတယ်လို့ family ပေါ့နော်ဒီနေရာမှာတော့သူက family လို့ပြောတာမိသားစုပေါ့နော်မိသားစု我家有四个人ဒါဆိုခုံနဲ့မသုံးတတ်သေးဘူးဆိုရင်ဒီထဲမှာတော့ခုံထည့်ပေးထားရပေါ့နော်မသုံးတတ်သေးဘူးဆိုရင်နောက်ရှုအပေါ်မှာတင်ခဲ့တဲ့ကလေးနဲ့သုံးလို့ရတယ်我家有四个人ငါအိမ်မှာလူ၄ယောက်ရှိတယ်爸爸妈妈姐姐和我အဖေရဲ့အမေရဲ့အမရဲ့ငါရဲ့ပါနော်ဒါမှမဟုတ်လဲ我家有五个人ငါအိမ်မှာလူ၅ယောက်ရှိတယ်爸爸妈妈哥哥姐姐和我
အိမ်မှာအဖေရဲ့အမေရဲ့အကိုရဲ့အမရဲ့ငါရဲ့ရှိတယ်ဒါမျိုးလေးလည်းဆိုသုံးလို့ရရပေါ့နော်အဲ့တော့အဲ့ဒီနေရာမှာသုံးတဲ့ကြားကကြတော့ငါမိသားစုမှာငါရဲ့မိသားစုမှာငါအိမ်မှာဒါဆိုလေမြန်မာမှာသုံးတယ်လေငါအိမ်မှာလူ9ယောက်ရှိတယ်ငါအိမ်ကတော့အိမ်လို့ပါဇက်ကပြောလိုက်ပြီမယ်ငါအိမ်ဆိုပေမဲ့ကိုယ့်ရဲ့မိသားစုကိုရည်ညွှန်းလိုက်တဲ့စကားလုံးလေးလေနော်သူတို့လည်းအဲ့လိုပဲကြားဆိုတဲ့ဟာကအိမ်လို့လည်းပြောလို့ရတယ်လို့ကိုယ့်မိသားစုပြန်ပြီးရည်ညွှန်းတဲ့စကားလုံးလည်းဖြစ်တယ်ပေါ့နော်好那第八个ကြတော့ဂျီကကြတော့เรา说ဘယ်နှယောက်လဲဘယ်နှခုလဲဆိုတော့မေးခွန်းမေးတဲ့စကားလုံးလေးပေါ့နော်ခုနကတော့ရှောင်းကကြတော့ပတ်စံနေမေးတာဒါမှမဟုတ်အသက်တွေမေးတာနော်သူ့အသက်ကဘယ်လောက်လဲနောက်တစ်ခုဒီပစ္စည်းကဘယ်လောက်လဲဆိုတော့ဘယ်လောက်လဲဆိုတဲ့နေရာမှာသုံးတဲ့မေးခွန်းစကားလုံးကကြတော့တောရှောင်းလို့ပြောရပေါ့နော်တောရှောင်းsorry အသက်ကိုလည်းဆိုတော့တောရှောင်းနဲ့မမေးဘူးသိပြီးတော့多大了多大了多ဆိုတဲ့နောက်မှာတသူ့အသက်ဘယ်လောက်ကြီးပြီလဲဆိုတဲ့အဓိပ္ပာယ်နဲ့多大了ဆိုပြီးတော့မေးတယ်ပေါ့နော်他的年纪多少ဘာညာတော့မမေးဘူးပေါ့နော်多少နဲ့တိတ်မမေးဘူးဆိုတော့多少ကိုလည်းသူတို့ကဈေးဝယ်တဲ့နေရာမှာဒီဟာပစ္စည်းဘယ်လောက်လဲဒီပစ္စည်းကတော့ဘယ်လောက်တန်ပါတယ်ဒါမျိုးတွေပစ္စည်းတွေဘာတွေရဲ့တန်ဖိုးမေးတဲ့အခါမှာသုံးတယ်ပေါ့နော်多少နောက်တစ်ခုလူဘယ်နှယောက်များများရှိတယ်လဲနင်တို့အခန်းမှာလူဘယ်နှယောက်များများရှိတယ်လဲပေါ့နော်ဥပမာ你们班有多少个人你们班有多少个人ဆိုတော့နင်တို့အတန်းမှာလူဘယ်နှယောက်ရှိလဲတို့အတန်းမှာဆိုရင်လူ30ရှိရထားပါတော့နော်我们班有30个人我们班有30个人ငါတို့အတန်းမှာလူ30ရှိတယ်ဒါမျိုးတွေပြောရပေါ့နော်ဆိုတော့ဒီ G လေးကကြတော့ဘယ်နှခုလဲဘယ်နှယောက်လဲဆိုတော့မေးခွန်းလေးဥပမာဒီနေရာမှာနှစ်မှာဘောပင်ဘယ်နှချောင်းရှိလဲ你有几支笔几ဆိုပြီးတော့မေးရပေါ့နော်ဒီ G လေးနဲ့မေးရနောက်တစ်ခုနှစ်မှာစာအုပ်ဘယ်နှအုပ်ရှိလဲ你有几本书你有几本书你有几个兄弟姐妹နှစ်မှာညီကိုမောင်နှမတွေဘယ်နှယောက်ရှိလဲဒါမျိုးလေးမေးတဲ့နေရာမှာတော့ဆို G နဲ့သုံးတယ်ပေါ့နော် G ဆိုပြီးတော့ဒီ G မေးခွန်းလေးနဲ့သုံးတယ် Okay နောက်တစ်ခုတိကျုံကကြတော့口ဆိုတဲ့unit ကလေးပေါ့နော်ခေါ်ကကြတော့လို့ဆို family member တွေဘယ်နှယောက်ရှိပါတယ်ဆိုပြီးတော့သုံးတဲ့ unit ကလေးဆိုတော့ခုနအပေါ်မှာပြောသွားတဲ့ကလေးနဲ့ဒီကခိုလေးနဲ့လို့ဆိုပါကွာလဲဆိုတော့ကကကြတော့လို့ဆိုမက်ရှာဝါတွေမသုံးတတ်ခင်မှာ